မင်းကလေးတယောက်ဘဏ်ထဲမှာငွေထုတ်ဖို့သွားခဲ့ပါတယ်။ဒါပေမဲ့မျက်မှောက်မှာပဲဆက်ကချို့ယွင်းသွားပြီးငွေတွေအဆက်မပြတ်ထွက်လာပါတော့တယ်။ထွက်လာတဲ့ငွေဟာအလွန်များလွန်းလို့မင်းကလေးကိုတောင်နှဲချလိုက်နိုင်ပါတယ်။သူမချက်ချင်းဘဏ် customer service ကိုဖုန်းဆက်ပြီးအကြောင်းကြားပါတယ်။ဒါပေမဲ့ဖုန်းဖြေသူကသူမလိမ်လည်ဖုန်းဆက်နေတာလို့ထင်ပြီးမယုံကြည်ပါဘူး။ထပ်ပြီးဆက်လက်အယောင်ဆောင်နေမယ်ဆိုရင်ရဲခေါ်မယ်လို့တောင်ချင်းချောက်ပါတယ်။ထို့နောက်ဖုန်းချလိုက်ပြီးအလုပ်ကိုလက်လွတ်လျှော့လုပ်နေစေဖြစ်ပါတယ်။အဲ့ဒီအချိန်မှာအမကငွေတွေကိုဆက်လက်ထုတ်ပေးနေစေပါမင်းကလေးထပ်မံဖုန်းဆက်တော့လဲဘယ်သူမှမဖြေတော့ပါဘူး။နောက်ဆုံးမှာဆက်ကငွေထုတ်တာရပ်သွားပါတယ်။အခန်းအပြည့်ငွေတွေပြက်ကျဲနေပါတယ်။သူမထွက်သွားလိုက်ရင်ကိုယ့်ပေါ်အပြစ်တင်ခံရမလားဆိုပြီးကြောက်ရွံ့ပါတယ်ထို့ကြောင့် suitcase အကြီးနှလုံးမှာယူပြီးငွေတွေအားလုံးကိုထည့်ပြီးဘဏ်တို့ပြန်အပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဘဏ်တကားရောက်ချိန်မှာပဲမနေ့ကဖုန်းဖြေခဲ့တဲ့ customer service ဝန်ထမ်းနဲ့ထိတိုက်တွေ့ပါတယ်။သူမကအလုပ်စင်းချိန်ဖြစ်လို့အလီလိုနေပြီးမင်းကလေးရဲ့ suitcase ကိုတိုက်မိကန်မိလုပ်ပြီးထွက်သွားမလို့ဖြစ်ပါတယ်။မင်းကလေးကအိမ်ထဲမှာထွက်လာတဲ့ငွေတွေပြန်အပ်ဖို့လာတာလို့ရှင်းပြပါတယ်။ဒါပေမဲ့ဝန်ထမ်းကဒီမင်းကလေးဟာမနက်ကလိမ်လည်ဖုန်းဆက်သူပဲလို့ထင်ပြီးလုံခြုံရေးဝန်ထမ်းတွေခေါ်ကအရှုပ်ရှင်းလုပ်ဖို့ရည်ရွယ်ထားတယ်လို့မဟုတ်မမှန်ဆွဆွဲပါတယ်။မင်းကလေးက suitcase ဖွင့်ပြပြီးရှင်းပြချင်ပေမဲ့လုံခြုံရေးဝန်ထမ်းတွေကသူမကိုအပြင်ထုတ်ပစ်လိုက်ပြီး suitcase တွေကိုလမ်းပေါ်ပစ်ချလိုက်ပါတယ်။အလွန်စိတ်ဆိုးသွားတဲ့မင်းကလေးဟာတာဝန်မယူကြောင်းသက်သေစာရွက်တစ်စောင်ထုတ်ပြပြီး customer service ဝန်ထမ်းကိုလက်မှတ်ထိုးခိုင်းပါတယ်။စာရွက်ထဲမှာပျောက်ဆုံးသွားတဲ့ငွေများနဲ့ပတ်သက်ပြီးသူမမှာဘာတာဝန်မှမရှိကြောင်းဖော်ပြထားပါတယ်။အာဏာကြီးတက်တဲ့ဝန်ထမ်းကတော့မင်းကလေးဟာဆက်လက်လှည့်စားနေတာလို့ယုံကြည်ပြီးမစင်စားပဲလက်မှတ်ထိုးလိုက်ပါတယ်။ထို့နောက် taxi တက်ပြီးချင်းဆိုထားတဲ့နေရာသို့ထွက်သွားပါတယ်။ဒါပေမဲ့10မိနစ်လောက်အကြာမှာဘဏ်မန်နေဂျာထံမှဖုန်းဝင်လာပါတယ်။အဲမှာဒေါ်လာ9 သန်းပျောက်ဆုံးနေကြောင်းသိရှိလိုက်ရပါတယ်။အဲ့ဒီအချိန်မှသာ customer service ဝန်ထမ်းဟာမင်းကလေးပြောခဲ့တာအမှန်ဖြစ်ကြောင်းသိလိုက်ပါတယ်။သို့တော့အရာအလုံးအလွန်နောက်ကျသွားပါပြီ။သူမရဲ့တာဝန်ပျက်ကွက်မှုနဲ့မာနကြီးမှုကြောင့်ကြီးမားတဲ့တန်ဖိုးကိုပေးဆက်ရတော့မှာဖြစ်ပါတယ်။